သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်ဝါဆိုလဆန်း9ရက်2013ခုနှစ်ဇူလိုင်လ16ရက်ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသဝတိရိဗိမာန်တော်တွင်ဆင်ကျင်းပပြုလုပ်အပ်သောသာသနာပူဇာမြတ်မင်္ဂလာတရားအလှတော်ဓမ္မသဘင်အခမ်းအနား၌ကမာရွတ်မြို့နယ်မိခင်ကြီးဒေါ်လခင်80နှစ်ပြည့်မွေးနေ့အမှတ်တရအမတဒါနဓမ္မဒါနဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း6တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိတုကရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေးအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုချက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်သောမူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားလမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘေဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း6မြတ်စွာဘုရားသခင်ကိုရောမြတ်ရာဇဂိုမြို့မကရဒေသမှာရှိတဲ့လောကသားတို့ရဲ့အကျိုးအတွက်ကြိုးပမ်းအထောက်ဖို့ဆိုပြီးပြာသူလခုံလောက်ကနေပြီးရာဇဂိုမြို့ကိုရောက်လာတဗုဒ္ဓလပြည့်နေ့မှာရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့အမှုရှိတဲ့သံဃပရိသတ်1250ထဲမှာရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်ကိုထိတ်တန်းတစ်ပြည့်အက္ခတဝကယာတုဖြင့်ချီးမြှင့်ခဲ့တယ်အဲ့ဒါလို့ချီးမြှင့်ပြီးရာဇဂိုမြို့မှာပဲတလတိတိဆက်လက်ပြီးတော့တရင်သုံးနေတာရာဇဂိုမြို့ရောက်တဲ့2လအတွင်းမှာပဲကပိလဝတ်မြို့တော်ကခမည်းတော်သုတ်တော်ရဏမင်းကြီးက
သားတော်သိဒ္ဓထမင်းသားဟာ6 နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်နေကျင့်လို့နောက်ဆုံးပန်ကန်တဲ့အကျင့်ဖြင့်ဘုရားဖြစ်သို့ရောက်ဗာရဏသီဣတိပတနာမိဂရာုံတော်မှာတပည့်စကြာတရားဟောပြီးထုမတပံဥရုဝေလတော်ရာဇဂိုမဂရတိုင်းမှာတရားဓမ္မလှိလိဟောပြီးရာဇဂိုမြို့မှာသတင်းသုံးနေထိုင်လျက်ရှိတယ်ဆိုတဲ့သတင်းကိုကြားရလို့ယူဇနာ60ယူဇနာ60လို့ဆိုတော့တယူဇနာကို8 မိုင်နှုံးနဲ့တိုင်းတာပြီးတော့တွက်ချက်တဲ့နည်းရတွက်ချက်မယ်ဆိုလို့ရှိရင်မိုင်ပေါင်း240ခန့်กว่าတယ်ပေါ့ခဏမြေပုံမှာဆိုရင်တော့အိန္ဒိယနိုင်ငံကကီလိုမီတာနဲ့3တယ်အဖြောင်တိုင်းပြီးတော့ကြည့်မယ်ရှေးတုန်းကအဆိုကတော့ယူဇနာ60ကပိလဝမြို့နဲ့ရာဇဂိုမြို့ဟာယူဇနာ60กว่าလမ်းတယ်လို့ဒီလိုဆိုတယ်ဒီယူဇနာကို8 မိုင်နှုန်းနဲ့တွက်ကြည့်တဲ့အခါမိုင်ပေါင်း240လောက်กว่าလမ်းနဲ့ရာဇဂိုမြို့စီတို့သုတ္တရဏမင်းကြီးကဖျားပင့်ဖို့မင်းတမန်တွေကိုဆစ်လွတ်လိုက်တာ9 ယောက်ရှိသွားပြီထို9 ယောက်ကဘာသတင်းမှပြန်လဲပြောကြားခြင်းမရှိဘူးအဲ့ဒါလို့သတင်းပြန်ပြီးတော့ဖျားပင့်ဖို့ဖျားကြွဖို့အပင့်လွတ်တဲ့ပုဂ္ဂိုလ်တွေကဆောင်ရွက်မပေးကြသည့်အတွက်ကြောင့်နောက်ဆုံးမှာတေရဒမင်းသားဘွားကဖွားဘက်တော်ဖြစ်ပြီးအလွန်ရင်းနှီးတဲ့ကာလုရာယီဆိုတဲ့အမတ်ကိုလူ1000ကိုခေါင်းဆောင်စေပြီးဖျားပင့်မှုထပ်မံပြီးနောက်ဆုံးပိတ်ဆေလွတ်လိုက်တယ်ကာလုရာယီအမတ်ဟာရာဇဂိုမြို့ကိုတပေါင်းလာဆန်းလောက်မှရောက်လာရောက်လာပြီးတဲ့အချိန်မှာမြတ်စွာဘုရားတရားဓမ္မဟောနေတဲ့ရာဇဂိုမြို့ရှိတရားပွဲတစ်ပွဲမှာဝင်ရောက်နာရင်းကနေပြီးတရားဓုတရားမြတ်တွေရသွားတယ်သူနဲ့တူပါလာတဲ့နောက်ပါပုဂ္ဂိုလ်တွေလည်းပဲတရားဓုတရားမြတ်ရပြီးတော့မြတ်စွာဘုရားထံယဟန်အဖြစ်ခံယူလိုက်ကြတယ်အဲ့ဒီအချိန်မှာသုတ္တရဏမင်းကြီးရဲ့အမှားစကားကိုဘာမှမလျှောက်ကြားသေးပဲနဲ့တပတ်ကျော်2 ပတ်နီးပါးကရာဇဂိုမြို့မှာနေရင်ကနေပြီးတပေါင်းလာပြီးကျော်တရက်နေ့ရောက်လာတဲ့အခါကျတော့မှကာလုရာယီအမတ်ဟာဖွဲ့နွဲ့နဲ့ရာသီဥတုကိုချီးမွမ်းကန်ထုတ်ပြီးတော့မြတ်စွာဘုရားကပိလဝမြို့တော်သို့ခမည်းတော်မေတော်တို့ကိုတွေ့ဆုံရန်ကြွဖို့စတင်ပြီးတော့ပင့်တာပါဠိဂါထာပေါင်း60သို့တော်တကယ်ရှိတာ64 ပုဒ်ရှိတယ်အဲ့ဒီဂါထာ60ပြုတ်ဆိုတာမြန်မာစာပေမှာရှိတယ်ပေါ့အဲ့ဒီဂါထာ60ကိုမြန်မာစာနဲ့ပြုတ်ကြပြအဖြစ်ရေးထားတာရှင်းတော့ကမြန်မာစာလေးလာတဲ့ပုဂ္ဂိုလ်တွေတော့ဖတ်ဖူးကြပါလိမ့်မယ်မဟာဗုဒ္ဓဝင်ထဲမှာအဲ့ဒီဂါထာ60ကိုအ내ဒိဗ္ဗေဘာသာပြန်ပြီးတော့တိပိဋကတရဆရာတော်ကြီးရေးသားထားတာရှိတယ်ပေါ့တပေါင်းလာဆိုတာယာတိဥဒုကအမတန်ကောင်းတပေါင်းလာပြီးရောက်တာနဲ့ဆောင်းရာသီကုံဆုံးသွားပြီယာတိဥဒုတွေအေးသွားပြီဆောင်းကုံဆုံးတဲ့အချိန်မှာဆောင်းသီးနှံတွေလဲစတင်ရိတ်သိမ်းပြီးတော့နေကြလို့လမ်းပန်းခရီးလဲအမတန်မှသာလာတပေါင်းလာဆိုတဲ့ယာတိဥဒုဟာspring ဆိုတဲ့ယာတိဘက်ကိုစတင်ရောက်ရှိလာတာဖြစ်လို့မပူမအေးဆောင်းရသည်လို့လည်းမအေးဘူးနွေရသည်လို့လည်းတိတ်မပူလွန်သေးဘူးသို့တော်တပေါင်းလာမှာတ
တစ်ပင်တွေကဖူးကြပွင့်ကြအညွန့်ထွက်ကြရွက်ဟောင်းတွေခြွေကြဆိုတဲ့ရာသီမျိုးဖြစ်လို့ spring ရာသီလို့ဒီလိုခေါ်တာပေါ့ spring ဆိုတာနွယ်ပင်လေးတွေကခွေပြီးတော့အပေါ်အညွန့်လေးတွေတက်လာတာ spring လို့ဗမာတွေကတော့ spring လို့ခေါ်ကြတယ်အဲ့ဒီ spring ရာသီပေါ့ spring ရာသီမှာဖူးညွန့်နေခက်ရွက်တွေဝေစာပြီးတော့တောတွေတောင်တွေမှာလှလှပပအမတန်မှရှိတယ်လို့စာရေးဆရာတွေဖွဲ့နှွဲ့တယ်ပေါ့အဲ့ဒီမှာကာလုဒ္ဒကြီးကလည်းလူဘဝကကြပြားတွေဘာတွေဖွဲ့ရွက်နေတတ်တဲ့ပုဂ္ဂိုလ်ဖြစ်သည်အားလျော်စွာမြတ်စွာဘုရားကပိလဝတ်ဖို့ကြွဖို့ရာအတွက်ရာသီဥတုရဲ့တာယာလှပပုံလန်ခရီးရဲ့တာယာလှပပုံမိုးရီလေတွေမတိုက်တော့လို့ငြိမ်သက်ပြီးတော့လန်ခရီးမှာဘွက်တွေရွှွန့်နေမရှိတော့ဘဲနဲ့6သွေးသွေးဖြစ်နေတာတွေအဲ့ဒါတွေအလုံးပါဝင်အောင်ဖွဲ့နှဲ့ပြီးတော့ဂါထာပေါင်း64ဂါထာနဲ့မြတ်စွာဘုရားကိုကပိလဝတ်ကိုကြွဖို့အချိန်တန်တဲ့အကြောင်းစတင်လျှောက်ကြားခဲ့တာပေါ့အဲ့ဒါတပေါင်းလာပြီနေ့မှာကာလုဒ္ဒကြီးရှင်ကာလုဒ္ဒကြီးကအရင်ကတော့ကာလုဒ္ဒကြီးအမတ်ကြီးပေါ့ကာလုဒ္ဒကြီးမကြီးကဂါထာပေါင်း64ခုဖြင့်ကပိလဝတ်ကိုကြွဖို့မြတ်စွာဘုရားကိုလျှောက်ထားတယ်အဲ့ဒီသူလျှောက်ထားတဲ့ထဲမှာ60နဲ့4ဂါထာမြောက်ဂါထာလေးဂါထာတို့ကြပြာတို့ဆိုတာလုံးရည်နဲ့ကန့်သက်ပြီးတော့ရွတ်ဆိုရတာစီကံနဲ့ဖွဲ့ဆိုရတယ်ပေါ့ဒါကြောင့်မို့လို့တဂါထာမှာအခရာလုံးရည်32လေးပဒရှိတဲ့ဂါထာပမာလို့ဆိုရင်တော့လေးချိုးတို့ဘာလို့ခေါ်တာပေါ့နော်အဲ့တော့လေးပဒရှိတဲ့ဂါထာမှာတဂါထာမှာ8လုံးနဲ့အညီဖွဲ့ဆိုထားတယ်ရွတ်လို့ဆိုလို့ကောင်းတဲ့ကြပြအိန္ဒိယနိုင်ငံကကလားတွေသချင်းလောက်ဆိုနေတဲ့ဟာတွေပေါ့ကလားသချင်းကြားဦးကြလဲအဲ့ဒီမှာရှင်ကာလုဒ္ဒကြီး64ဂါထာမြောက်ဖွဲ့နှဲ့ထားတဲ့ဂါထာလေးတစ်ပုဒ်ကတော့နာတိတိတံနာတိဩနံနာတိဒုဗ္ဗိခသာတကံတတ္တလာဟရိတာဘူမိဧတကာလောမဟာမုနိရွတ်လို့ဆိုလို့လည်းအလွန်ကောင်းတယ်နော်စကားလုံးလေးတွေလည်း repetition လေးတွေနဲ့ပုဋ္ဌကလေးတွေတုံးသွားတာကြာနနဆိုလို့ရှိရင်အတမနားထောင်လို့ကောင်းတယ်ပါဠိဂါထာလေးတွေပေါ့နော်နာတိတိတံနာတိဩနံနာတိဒုဗ္ဗိခသာတကံတတ္တလာဟရိတာဘူမိဧတကာလောမဟာမုနိထူးခြားမြတ်မြတ်တဲ့ရှင်တော်မြတ်ဖရာအခုအခါမှာယာတိဥဒုဟာအေးလည်းမအေးလုံးဘူးပူလည်းမပူလုံးဘူးကိုင်းသီးနှံနေသိမ့်ထားလို့အစာရေစာလည်းမရှာဘူးလူတွေကလည်းပဲအစာရေစာပေါ်များလို့စားလောင်မွတ်သိပ်ခြင်းလည်းမရှိကြဘူးမြေလွှာမှာလည်းပဲနေစာမြက်တွေပေါက်နေသည့်အတွက်ကြောင့်မြေပြင်တစ်ခုလုံးကိုကြည့်လို့ရှိရင်စိမ့်နဲ့မြကပလာကြီးတစ်ခုခင်းထားသလိုအင်မတန်မှလှပနေတယ်မြေပြင်ကလည်းလှပနေတယ်ဒီအချိန်ခါမှာဆိုလို့ရှိရင်တော့ကပိလဝတ်နေပြည်တော်သို့ကြွဖို့ချိန်တန်ပါပြီလို့ဒီလိုလျှောက်တဲ့အဓိပ္ပာယ်ပဲเนาะအဲ့ဒါလို့ရာသီဥတုနဲ့ပတ်ဝန်းကျင်ကိုချီးမွမ်းပြီးတော့ကာလုဒ္ဒကြီးကလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကသူ့ဘာရည်ရွယ်ချက်နဲ့ဒါတွေပြောနေတာတုံးလို့ဆိုတာစဉ်းစားလိုက်တော့ခမည်းတော်မင်းကြီးရဲ့ဆန္ဒသူ့ကိုအပင့်လွှတ်လိုက်တာလို့ဆိုတာသိတော့အဲ့တော့ခရီးသွားဖို့ဆိုတာအကြီးကျယ်ပြင်ဆင်နေရတာမဟုတ်ဘူး
မြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေမှာအပိုပစ္စည်းဆိုတာလည်းရှိတာမဟုတ်ဘူးသင်္ကန်းသုံးတယ်နဲ့တပိတ်တစ်လုံးဒါပဲရှိတာပဲလာပြီနေ့မှာလျှောက်လာပြီကျော်တရက်နေ့မှာသင်္ကန်းလေးကိုတတ်တတ်ရရဝိုးလို့နှစ်ထပ်သင်္ကန်းကြီးကိုပခုံးပေါ်တင်တပိတ်ကလေးလွယ်ပြီးတော့မကရတိုင်းကရသော်ဘုရားထံယဟန်ဝဲကြတဲ့ယဟန်ပေါင်း1000နဲ့ကပိလဝကလာတဲ့ကပိလဝမြို့သားယဟန်တွေက1000အားလုံးယဟန်1000လိုက်ပါလေကပိလဝခရီးကိုစတင်ကြွချခဲ့တယ်လို့ဒီလိုဆိုတယ်အဲ့တော့မိုင်ပေါင်း480တနေ့16မိုင်လောက်ကုန်းကြောင်းလျှောက်ပြီးဖြည်းဖြည်းသက်သာသွားတာတပေါင်းလာပြီးကျော်တဲကနေစတင်ပြီးတော့ခရီးထွက်လိုက်တာကဆုံလာပြီးနေကြတော့ကပိလဝမြို့ကိုရောက်တာပဲပေါ့အဲ့တော့ခရီးထွက်တဲ့ຢာတွေကတပေါင်းတကူကဆုံဒီ2လနဲ့ရောက်သွားတယ်လို့ဒီလိုပြောတယ်အဲ့ဒီနေရာမှာတခုမှတ်သားဖို့ရကတော့လာပြီဆိုတဲ့အသုံးနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့လိုတယ်ပေါ့ဗမာတွေရဲ့လာပြီဆိုတာကောင်းကင်ကလာတော့ပြည့်တယ်သို့တော့ရက်30မပြည့်သေးဘူး15ရက်ပဲရှိသေးတယ်အဲ့ဒီခေတ်တုန်းကလာပြီဆိုဒီမှာကောင်းကင်ကလာလဲပြည့်တယ်ရက်30လဲပြည့်တယ်လို့ဒီလိုမှတ်အဲ့တော့ခုခေတ်လာဆန်း15ရက်တိလာခွဲသူတို့အနေနဲ့ရက်30ကွယ်တာကိုပြောတာနော်ကောင်းကင်ကလာကွယ်တာက15ရက်ကြာမှကွယ်တယ်ပေါ့အဲ့ဒါကြောင့်မို့လာပြည့်ဆိုရင်လာတစ်ခုကကုံသွားတယ်အခုဗမာပြက်ကလေးရလာပြီးကျော်တရက်ကနေစစတွေ့ရတယ်2လပေါင်းပြီးတော့ခေါ်နေတာနော်ဥပမာဆိုလို့ရှိရင်ဝါဆိုလာပြီးကျော်တရက်ကနေစပြီးတော့တစောင်းမုံလာပြည့်အထိ4လဟာဒါမိုးရာသီ4လလို့ဒီလိုခေါ်တယ်တစောင်းမုံလာပြီးကျော်တရက်ကနေပြီးတပေါင်းလာပြည့်အထိ4လကြတော့ဆောင်းရာသီ4လလို့ခေါ်ပြန်တယ်တပေါင်းလာပြီးကျော်တရက်ကနေပြီးတော့ဝါဆိုလာပြီးနေ့အထိကြတော့နွေရာသီနွေဥရာသီ4လလို့ဆောင်းတွေမိုးဒီလိုခေါ်တာကိုအဲ့တော့လာပြီးကျော်တရက်ကကြီးပဲစရတာအခုမြတ်စွာဘုရားလက်ထက်တုန်းကတော့လာပြီလို့ဆိုတဲ့အခါမှာကောင်းကင်ကလာလဲပြည့်တယ်ဒီအရေးအတွက်ဖြစ်တဲ့ရက်30လဲပြည့်တယ်လို့ဒီလိုဆိုလိုတာပေါ့ကောင်းပြီတပေါင်းလာပြီဆိုတရက်ကနေပြီးတော့တဖြည်းဖြည်းလမ်းမှနားလိုက်ဆုံးခါချိန်ကြရင်ဆုံးခါတစ်တော်တွေထဲမှာနားပြီးတော့တဖြည်းဖြည်းချင်းမြတ်စွာဘုရားဟာလမ်းပန်းမှာရှိကြတဲ့တရားတွေရဲ့အကျိုးတည်ဖို့ရင်ဆောင်ရွက်ရင်မြတ်စွာဘုရားနဲ့တွေ့လို့အ ਨੇ ဆုံးလက်ဥက္ကလေးခြိလိုက်မယ်ရှစ်လေးခိုးလိုက်မယ်ဆွန်းလေးတစ်စုံလောင်းလိုက်မယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာသူတို့တဏ္ဍာမှာဖြစ်တဲ့တရားပတ္တနာကုသိုလ်စိတ်တွေကြောင့်တည်တဲ့အခါမှာအလုံးနတ်ပြည်ကိုရောက်ကုန်ကြတယ်လက်ဥလေးတစ်ချိန်ခြိလိုက်တာနဲ့ပဲဒီကုသိုလ်လေးရဲ့စွမ်းအားနဲ့ကောင်းရသူဒီဘုံရောက်သွားတယ်ဆိုတော့အလုံးလောကသားတွေဟာမြတ်စွာဘုရားနဲ့တွေ့လျက်လို့ကြီးညိုစိတ်ပွားတဲ့ပုဂ္ဂိုလ်တိုင်းဟာကောင်းကျိုးချမ်းသာတွေကိုရရှိပြီးတော့သွားကြတယ်တဲ့ကုန်းကြောင်းခီးကြွတော်မူခြင်းဟာလေမြတ်ဗုဒ္ဓရဲ့လောကသားတွေအတွက်ကြိုးပမ်းချက်တစ်ခုပဲပေါ့တကယ်တော့သက်သာအောင်ကောင်းကင်ခရီးကလည်းကြွလို့ရတယ်စိတ်တဂမနလို့ခေါ်တဲ့လင်းမြန်တဲ့စိတ်ရဲ့သွားလိကားနဲ့သွားလို့လည်းရတယ်ပေါ့စိတ်ရဲ့သွားလိကားဆိုတာဒီနေရာမှာဟောကနေပျောက်ပြီးတော့ဟိုနေရာမှာဘွားကနေပေါ်တဲ့သွားလိကားကိုပြောတာစိတ်သွားတယ်လို့လင်းမြန်တဲ့အနေထားအဲ့ဒါလို့သွားလို့ရှိရင်အချိန်မကုန်ဝင်တဲ့ချက်ချင်းရောက်တယ်
သို့တော့လမ်းခရီးမှာဘယ်သူနဲ့မှဆုံမှာမဟုတ်ဘူးမဆုံလို့ရှိရင်မြတ်စွာဘုရားကိုဖူးတွေးခွင့်မရကြဘူးဒါနကောင်းမှုပြုခွင့်မရကြဘူးအ ਨੇ ဆုံးလက်ဥချီမိုးရှိခိုးခြင်းဆိုတာတွေမလုပ်နိုင်ကြဘူးဆုံးမဩဝါဒတွေကြားနာခွင့်မရကြဘူးဆိုတော့လောကသားတွေဟာဘုရားကိုမဖူးရလို့တရားကိုမနာရလို့ဒါနကောင်းမှုမလုပ်ရလို့ထိုကုသိုလ်ကောင်းမှုကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးတွေကနေပြီးတော့ဆုံးရှုံးနစ်နာမှုဖြစ်ကြတယ်ပေါ့အဲ့ဒါလို့ဆုံးရှုံးနစ်နာမှုမဖြစ်စေရမြတ်စွာဘုရားဖြည်းဖြည်းသက်သာရဟန္တာငါတွေနောက်ပါလေတနေ့တနေ့မှာ16မိုင်ခန့်လောက်ကုံကြောင်ခရီးကနေပြီးတော့ကြွသွားတယ်အဲ့ဒါလို့ကုံကြောင်ကြွသွားလို့ကဆုံလာပြည့်နေ့ရောက်တဲ့အခါမှာမိမိရဲ့ဇာတိဒေသဇာတိဘူမိလို့ခေါ်တဲ့တက္ကတိုင်းကပိလဝတ်မြို့တော်သို့ဆက်ရောက်တော်မူလာခဲ့တယ်အဲ့ဒီလမ်းခရီးကြွသွားတဲ့အချိန်မှာကာလုဒ္ဒရာမထေရကနေ့စဉ်နဲ့အမျှခမည်းတော်သုတ္တရဏမင်းကြီးစီတရင်ပို့တယ်သူကိုယ်တိုင်လည်းတကိုးနဲ့ခမည်းတော်နန်းတော်ကိုနေ့စဉ်ကြွသွားတယ်မြတ်စွာဘုရားခရီးထွက်လာပြီနောက်ကတန်ဃာတွေဘလောက်ပါတယ်ခုကနေ့ညဘယ်မှာစခန်းချတယ်အဲ့ဓာတွေကစအသေးစိတ်သုတ္တရဏမင်းကြီးထံတရင်ပို့ယုံနေမကဘူးနာနေပိုင်းကြွသွားတဲ့အချိန်မှာသုတ္တရဏမင်းကြီးကကာလုဒ္ဒရာရှင်ကာလုဒ္ဒရာကိုစွမ်းကွမ်းဆက်ခတ်ပြီးမြတ်စွာဘုရားအတွက်တသပိတ်အမြဲတမ်းဆွန့်ချက်ထားပြီးတော့ဘုရားကိုလှူတာလမ်းခရီးတစ်လျှောက်လုံးဟာခမည်းတော်မင်းကြီးကချက်လှူတဲ့စွမ်းကိုမြတ်စွာဘုရားဖုံးပေးသွားတယ်လို့သူပြောတယ်မြတ်စွာဘုရားရဲ့တည်င်းကိုနေ့စဉ်တည်င်းပို့အဲ့တော့ခုခေတ်မှာပြန်ကြားရေးရှိတာမဟုတ်ဘူးအဲ့တုန်းကလည်းပြန်ကြားရေးကနေ့စဉ်တည်င်းထုတ်ပြန်နေတာနော်ဘယ်နေရာရောက်ပြီးဘယ်နေရာရောက်ပြီးဘယ်မှာစခန်းချတယ်ဆိုတာအသေးစိတ်ကာလုဒ္ဒရာအရှင်မြတ်ကသုတ္တရဏမင်းကြီးရဲ့နန်းတော်ကိုနေ့စဉ်သွားရောက်ပြီးတော့တရင်ပို့နေတာအဲ့လိုနဲ့2လပြည့်တဲ့အခါကျတော့မြတ်စွာဘုရားဟာကပိလဝတ်မြို့ရောက်သွားတယ်ရောက်တော့အစဉ်နဲ့ကြီးကျယ်ခမ်းနားစွာကြိုဆိုမှုတွေလုပ်ကြတယ်ဘုရားမှုရှိတဲ့တန်ဃာတွေသရင်သုံးမှုစောစောတဲ့နေရာကိုရွေးချယ်ထားတာနိကြောရဆိုတဲ့တာဂဝေမင်းပိုင်တဲ့ဥယျာဉ်ကြီးတစ်ခုအစာဥတွေဆောက်ပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာပြင်ဆင်ပြီးတော့ထားတယ်နိကြောရတာဂဝေမင်းပိုင်တဲ့ဥယျာဉ်မို့နိကြောရယုံလို့ခေါ်တယ်နိကြောရအာရမဆိုတာဥယျာဉ်ကိုပြောတာပဲနိကြောရတာဂဝေမင်းပိုင်တဲ့ဥယျာဉ်ချမ်းမြေကြီးထဲမှာဖျားမှုရှိတဲ့တန်ဃာတွေသရင်သုံးဖို့ဆိုပြီးတော့တဲခုဖို့ဆိုတာဆွေတော်မျိုးတော်တွေကစုပေါင်းပြီးတော့ကြောင်းဆောက်ထားကြတယ်တဲ့မြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေအဲ့ဒီရောက်တော့သုတ္တရဏမင်းကြီးဥဆောင်ပြီးတော့အလုံးတာဂဝေမင်းကြီးကြိုကြဆိုကြတယ်တာဂဝေမင်းကြီးဆိုတာပင်ကိုကလည်းအလွန်မာနကြီးတယ် proud ဖြစ်တယ်ပေါ့မျိုးရိုးနဲ့ပတ်သက်လာလို့ရှိရင်အမှန်တမ်းမာနကြီးတဲ့မာနကြီးတော့ဘယ်သူကမှဥမညွတ်ချင်ဘူးသူတို့စိတ်ထဲမှာတရင်ကြားတယ်29နှစ်အရွယ်ကသုတ္တရဏမင်းကြီးရဲ့သားတော်တိဋ္ဌထတောထွက်သွားတယ်တော်ထဲမှာတရားကျင့်ပြီးခုထူးခြားတဲ့တရားဓမ္မတွေသိလို့လောကအလယ်မှာအင်တန်ထင်ရှားကြော်ကြားပြီးတရားဓမ္မဟောပြောနေတဲ့ထူးခြားတဲ့သူတော်စင်သူတော်မြတ်ဖြစ်နေတယ်ဆိုတာသူတို့လည်းသတင်းကြားတာပဲသို့တော်မြတ်စွာဘုရားကြွလာတဲ့အခါမှာငကိုတုံးကနန်းတော်မှာနေသွားတဲ့တိဋ္ဌထမင်းသားအနေနဲ့ပဲသူတို့မြင်ကြတယ်မြင်ပြီးတော့တိဋ္ဌထမင်းသားဟာတို့တဲ့အသက်ငယ်တယ်အဲ့ဒီခေတ်ကလည်းထုံးစံကအသက်ကြီးတဲ့ပုဂ္ဂိုလ်က
လေးစားမှုကိုခံရပြီးအသက်ငယ်တဲ့ပုဂ္ဂိုလ်ကအယူသေးပေးရတာဟောဒါထုံးစံဖြစ်တယ်အသက်အရွယ်လိုက်ယူသေးလေးစားမှုပြုကြအဲ့တော့သိတ္တရမင်းသားကဒုတူတို့ညီတို့မြီးဆိုပြီးတော့တာကဝေမင်းတွေဟာအသက်ရွယ်ကြီးတဲ့တာကဝေမင်းတွေကလေးစားသမှုမပြုဘူးသို့တော့အဝေးကပြန်လာတဲ့ဆွေတော်မျိုးတော်အနေနဲ့တော့ကြိုဆိုတဲ့ပွဲမှာလိုက်လာကြတယ်မင်းသားငယ်တွေမင်းသမီးငယ်တွေကိုရှေ့ကထားပြီးတော့သူကတော့နောက်ကနေလိုက်လာကြတယ်ဖះနဲ့ဆုံတွေ့တဲ့အခါမှာလည်းပဲမြတ်စွာဘုရားကိုဘောင်းတောင်းလုပ်ပြီးရှ िख ိုးဥချခြင်းမလုပ်ဘူးဒီတိုင်းပဲနောက်ကနေထိုင်နေကြတယ်ပေါ့မင်းသားငယ်တွေကသာဖះကိုရှ िख ိုးဥချကြရတယ်တေရရမင်းသားဖះတဲ့ငယ်တဲ့ပုဂ္ဂိုလ်တွေကသာရှ िख ိုးဥချပြီကျန်တဲ့အသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကဘယ်သူမှရှ िख ိုးအဲ့လိုရှ िख ိုးပြီမဲ့လာရောက်ကြိုဆိုကြတဲ့ပုဂ္ဂိုလ်တွေတာကဝေမင်းတွေရဲ့မာမနာကိုမြတ်စွာဘုရားကလည်းသိတယ်သိတာကြောင့်မို့လို့အလွန်အံ့ဩဖွယ်ကောင်းတဲ့အစွမ်းတကူကိုပြမှတာကဝေမင်းတွေရဲ့မာမနာကိုချနိုင်မယ်လို့ဆိုတာကိုသိလို့မြတ်စွာဘုရားဟာတာကဝေမင်းတွေနဲ့ပထမဆုံးဆုံတွေ့တဲ့အချိန်မှာတာကဝေနေကိုအစွမ်းတတ္တိပြတဲ့အနေနဲ့သူရထားတဲ့တရားဓုတရားမြတ်ရဲ့စွန့်ရည်တတ္တိတွေကိုထုတ်ပေါ်တဲ့အနေနဲ့ရေမီးအစုံလို့ခေါ်တဲ့ယမကဗျာတိဟာယမကဆိုတာအစုံလို့ပြောတာဘာအစုံလဲလို့ဆိုရေရောမီးရောနှစ်ခုစလုံးဆန့်ကျင်မဲ့ရေနဲ့မီးဆိုတာဆန့်ကျင်မဲ့အဲ့ဒီဆန့်ကျင်မဲ့နှစ်ခုတပြိုင်နက်လှုပ်ပြတာအစုံလိုက်လှုပ်ပြလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးလက်ရမျက်လုံးတော်ကမီးလျံနေထွက်တဲ့အချိန်မှာလက်ဝဲမျက်လုံးတော်ဟာရေလျံနေထွက်တယ်လက်ရနားတော်ကမီးလျံထွက်နေတဲ့အချိန်မှာလက်ဝဲနားပေါက်ကရေလျံနေထွက်တယ်ဆိုတဲ့ခန္ဓာကိုယ်ကရေစုံမီးစုံကြည့်တဲ့ပုဂ္ဂိုလ်တွေဟာရောင်ကြီးတော်ခြားကနေပြီးတော့ရေမီးတွေအစုံဖြစ်ပေါ်လာတာအဲ့ဒီထူးခြားအံ့ဩဖွယ်ကောင်းတဲ့အစွမ်းတကူတွေကိုပြသတာကိုယမိုက်ပြာတိဟာယမကရေမီးအစုံတကူပြာတိကပြတယ်လို့ဒီလိုပြောတာရေဖြစ်ဖို့ရအတွက်အာဘောကတိုင်းကိုဝင်စားပြီးတော့မှရေကိုအရင်ပတ်ထုတ်မီးဖြစ်ဖို့ရအတွက်တေဇောကတိုင်းကိုဝင်စားပြီးတော့မှမီးအလျံတွေကိုလွှတ်ရအဲ့တော့တစ်ခုနဲ့တစ်ခုဟာခြားနာမှုရှိတယ်အဲ့ဒါလို့ခြားနာမှုရှိပြီပဲလို့ကြည့်တဲ့ပုဂ္ဂိုလ်ကြတော့တပြိုင်နက်လို့ဖြစ်နေတယ်ဘာလို့တပြိုင်နက်လို့ဖြစ်တယ်လဲဆိုအလွန်မြန်လွန်အချီလို့ဖြစ်တာဗမာပြည်ကလူတွေခဏခဏဘာသာရေးခန္ဓာတွေမှာကြားကြတယ်မဟုတ်လားဆိုကြတယ်လေထူးမခြားနာဆိုတာအဲ့ဒီထူးမခြားနာဆိုတာကြီးကိုလူတွေကထူးမခြားနာဆိုတာကြီးကမထူးပါဘူးကွာလို့ပြောတဲ့အဓိပ္ပာယ်မျိုးယူဆိုလိုတဲ့အဓိပ္ပာယ်ကတချင်းဆိုတာဒီတစ်ခါသေချာနားထောင်ကြည့်ထူးဆိုတာလေးကိုဆွဲပြီးတော့ဆိုတယ်ပြီးတော့မှမခြားနာအရာထဲမှာပြောရင်တော့ထူးမခြားနာထူးမခြားနာဆိုတာမထူးပါဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတယ်မဟုတ်ဘူးထူးဆိုတာအမှန်တမ်းထူးဆန်းတယ်မခြားနာဆိုတာရေဖြစ်တဲ့အချိန်နဲ့ရေလျံနေပန်းထွက်ရေတွေပန်းထွက်နေတဲ့ရေရင်တွေပန်းထွက်နေတဲ့အချိန်နဲ့မီးလျံနေပန်းထွက်နေတဲ့ဒီအချိန်နှစ်ခုဟာကွဲပြားခြားနာမှုမထင်ဘူးတပြိုင်နက်လို့ဖြစ်နေတယ်လို့ဒီအဓိပ္ပာယ်ကိုရည်ညွှန်းပြီးတော့ထူးတယ်သို့တော့မခြားနာဘူးလို့ဒီလိုပြောတာနော်ထူးတယ်မခြားနာဘူးလို့တခြားအဓိပ္ပာယ်လည်းပြောချင်းပြောကြမှာပေါ့သဘာဝကဒါကိုဆိုလိုတာနော်ဒါကြောင့်မို့ဒီတစ်ခါသချင်းဆိုတာကြာရင်သေချာနားထောင်ကြည့်ပေါ့ထူးဆိုတာလေးကိုဆွဲပြီးတော့မှမခြားနာမိရေစုံသားတယ်လို့မဟုတ်လားအဲ့ဒီလိုတကိုးပြားဒီဟာကိုပြတာအဲ့ဒီလိုတကိုးပြားဒီဟာပြပြီးတော့
အစွမ်းတတိတွေပြလိုက်တဲ့အခါကျမှဆွေတော်မျိုးတော်တွေဟာမျက်လုံးကြီးတွေပြူးလာပြီးတန်အံ့တော်နဲ့အဲ့ဒီကြတော့မှရှ िख ိုးကြတာတဲ့သောတရဏမင်းကြီးကိုယ်တိုင်ကစပြီးတော့တန်အံ့တော်ဖြစ်ပြီးရှ िख ိုးဥတိုက်လိုက်တဲ့အခါမှာဂျန်တဲ့ပုဂ္ဂိုလ်တွေကလည်းမနေနိုင်တော့အလုံးရှ िख ိုးပြီးတိုင်ကဝေမင်းတွေဟာမာမနာကျသွားတယ်လို့ဒီလိုဆိုတာတခါတလေကျတော့အစွမ်းတတ္တိဆိုတာမပြရင်မသိဘူးတဲ့ဒီအစွမ်းတတ္တိကိုပြရတဲ့အခါမှာပြရတယ်ပြတဲ့အခါမှာပြမပြလို့ရှိရင်တမန်ပုဂ္ဂိုလ်တွေကမသိကြဘူးဒါကြောင့်မို့မြတ်စွာဘုရားကအစွမ်းတတ္တိတွေကိုထုတ်ပြီးတော့တကိုးပြာတွေဟာပြတယ်လို့ဆိုတာတာဝတိမြို့မှာဒီရှင်မီးစုံတကိုးပြာတွေဟာခொနဝါမြောက်မှာတာဝတိမြို့မှာပြတယ်ဘယ်နှခါပြတော့လို့ဆိုတော့ဖျားဖြစ်ပြီးခါစားတော့ကတတ္တဌာနစမ်းနေစဉ်လူသားတွေမရှိဘူးနတ်တွေရဲ့တန်တရားကိုကင်းစေဖို့အတွက်မြတ်စွာဘုရားဟာအစွမ်းတကူတစ်ခုတစ်ခါပြခဲ့ဘူးတဲ့ရင်ပြီးအစုံမဟာဗောဓိပင်နာမှာတစ်ခါပြခဲ့တယ်အခုဒုတိယအကြိမ်ကဆုံလမ်းပြီကပိလဝမြို့ရောက်တဲ့အခါဆွေတော်မျိုးတို့အလယ်မှာတစ်ခါပြနှစ်ယောက်နောက်ဖျားဖြစ်ပြီးတော့ခொနဝါမြောက်တဲ့အခါမှာတောက်ထိမြို့ကန္တမြည်တဲ့တည့်ရဲ့ဥယျာဉ်မှုစိုက်ပျိုးထားတဲ့တည့်ပင်ကြီးနာမှာအယူဝါဒလွဲမှားနေကြတဲ့ရှင်ပြိုင်လိုကြတဲ့ဒိဋ္ဌိတွေကိုနှိမ်နှင်းဖို့ဆိုပြီးတော့တစ်ခါပြတယ်အဲ့ဒီလိုရေမီးအစုံတကောပြတွေဟာ၃ခါတိတိပြခဲ့ဘူးတယ်လို့ဒီလိုဆိုတာအဲ့ဒီလိုပြလိုက်တဲ့အခါကျတော့မှဆွေတော်မျိုးတော်တွေဟာဥညွတ်ကြတယ်တင့်တော်တဲ့တရားဓမ္မကိုဟောပြီးဆွေတော်မျိုးတွေအသိဉာဏ်ကိုရစေပြီးမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်တရားဝဲပြီးဆုံးတဲ့အခါမှာဘယ်ဆွေမျိုးကမှဆွမ်းစားဖိတ်ပြီးတော့မသွားကြဘူးဒီတိုင်းပြန်သွားကြတယ်ကပိလဝမြို့အရောက်မှာဘယ်သူကမှတပည့်တော်တို့လက်ဖြင့်ကဆွမ်းပို့ပါမယ်လို့လည်းမပြောဘူးအိမ်ကြွပြီးတော့ဆွမ်းဖုံးပေးပါလို့လည်းဘယ်သူကမှမပြောဘူးခမည်းတော်မင်းတရားကြီးကလည်းဖိတ်မသွားဘူးအချိန်တန်တော့အကုန်လုံးအိမ်ပြန်သွားကြတယ်ရဟန္တာငါတွေကြီးပဲကြောင်းကြတယ်နောက်တည့်ရက်နန်းတဲ့မိုးတော့အလင်းရောက်တဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်တန်ဃာတော်တွေခြံရံပြီးတော့ကပိလဝမြို့ထဲမှာဆွမ်းခံဝင်လာအဲ့ကြအဲ့ဒီလိုဆွမ်းခံဝင်လာတဲ့အခါကျတော့အိမ်စဉ်လိလိဆွမ်းခံတစ်ချိန်တုန်းကကပိလဝမြို့ထဲမှာမင်းခံမင်းနာနဲ့ဆင်ရင်မြင်းရင်နဲ့တစ်နောက်တစ်နဲ့အချမ်းရံပရိသတ်တွေနဲ့သွားလေရှိတဲ့တိဋ္ဌထမင်းသားဘဝတုန်းကသွားလာခဲ့တဲ့နေရာအခုအခါမှာတော့တပိတ်ကလေးကိုပိုက်ပြီးတော့ဖိုင်ရည်စွန်းတဲ့အဝကြီးဝတ်လို့နောက်ကရဟန်းတန်က2000ခြံရံပြီးတော့ဆွမ်းခံဝင်လာတယ်ဆွမ်းခံတယ်ဆိုတာယဉ်ကျေးကျေးပြောတာဆွမ်းခံတာလို့တကယ်တော့လေအိမ်စဉ်လှည့်ပြီးတော့အစာတောင်းခံတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်မြတ်စွာဘုရားကတခါတုန်းကယဟန်တွေကိုပြောတယ်ဆုံးမတယ်အေးကိုချင်းတရားကောင်းနေကြဖို့ပိန်ဒေါလောပတ္တပါဏိဝိစရတိပိန်ဒေါလောဆိုတာအစာအာဟာရရှာဖို့အတွက်ပတ္တပါဏိခွက်ကလေးပိုက်ပြီးတော့သွားရတယ်ဆိုတာအစဲခံရတာပဲတဲ့ခက်ကြမ်းကြမ်းပြောလို့ရှိရင်ခွက်လက်ဆွဲ၍တောင်းစားရတာပဲတဲ့ဒီလိုဆိုတာပဲဒါကြောင့်မို့တချို့နိုင်ငံသားတွေကဘုန်းကြီးတွေရဲ့တပိတ်ကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ begging bowl လို့ပြန်တယ် begging bowl ဆိုတာတောင်းစားတဲ့ခွက်ချီပေါ့ဒီလိုဆိုတာပေါ့နော်ထမင်းတောင်းတဲ့ခွက်ချီအရင်ကြီးပြောတော့ဆွမ်းခံတဲ့တပိတ်ပေါ့ဆွမ်းခံတဲ့တပိတ်ဆိုရင်တော့သူကနဝင်ချိုးတယ်ပေါ့
တောင်းစားတဲ့ခွက်ဆိုတော့တော်တော်လေးဆိုးသွားတယ်ပေါ့ဘယ်ခင်ဘူးအေးရင်ကြီးသုံးတဲ့ခါကျတော့ for collecting alms food ဒါနအနေနဲ့လှူတဲ့အစာအာဟာရတွေကိုစုဆောင်းပြီးထည့်ဖို့နော် bowl for alms food ဒီလိုဘာသာပြန်တယ်ရင်ကြီးဘာသာပြန်တဲ့အခါကျရှိတိုင်းခါချမ်းချမ်းပြန်လိုက်ရင်ဘယ်ကိန်းဘိုးဒီလိုဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီစကားလုံးကိုသုံးခဲ့တယ်ယဟန်တွေကိုသတိပေးတဲ့အနေနဲ့ပြောတာမင်းတို့သတိထားကြတဲ့ယဟန်တို့သတိထားကြပိန်တော်လောပတ္တပါဏိတပိတ်ပိုက်ပြီးတော့ဆုံးခံရတယ်ဆိုတာတဲ့အဆဲခံရတာနဲ့တူတူပဲတဲ့အောက်တန်းအချဆုံးအသက်မွေးမှုပဲလို့ဒီလိုဆိုတယ်နော်ဒီလိုဆိုတယ်ဒါကြောင့်မို့ဘိက္ခုဆိုတာရဲ့အဓိပ္ပာယ်တစ်ခုပါတောင်းစားသူဆိုတဲ့အဓိပ္ပာယ်ကိုလည်းဖော်တယ်ဘိက္ခတိယာစတိတိဘိက္ခုတောင်းခံတယ်သို့တော့တောင်းတယ်ဆိုတဲ့နေရာမှာဝနိဗ္ဗကယာစကဆိုတဲ့စကားလုံးတွေရှိသေးတယ်ယာစကဆိုတာတစားစားတောင်းနေတဲ့ပုဂ္ဂိုလ်ယာစကဝနိဗ္ဗကဆိုတာသူကသူတို့ရဲ့ဒါနတွေကိုချီးမွမ်းလို့တထေမင်းကြီးဒီတဲ့ချမ်းသာပါစေထမင်းလေးတနတ်ပေးပါပတ်စံလေးတစ်ချက်ပေးပါစသဖြင့်တောင်းတာမျိုးအဲ့ဒါဝနိဗ္ဗကယာစကဆိုတာရိုးရိုးတောင်းတာတရောင်းစားလည်း2မျိုးရှိတယ်နော်အဆိုနဲ့အငိုနဲ့တောင်းတဲ့လူရှိအဲ့တော့နိုင်ငံသားတွေသွားတဲ့အခါကျတော့တခါကျတော့အဲ့ဒီမက်ဒလင်လေးတီးပြီးတော့နေတဲ့ကောင်ဘာလို့တာပါလိမ့်လို့အောင်မေးတာဘယ်မှတောင်းနေတာဟောမက်ဒလင်လေးတီးနေနာနာဖြတ်သွားတဲ့လူကပေးတယ်နိုင်ငံခြားမှာလည်းပဲတရောင်းစားကြမ်းကြမ်းဖန်ဖန်တောင်းတယ်ဒီဂျာမနီတို့ဘာတို့မှလည်းပဲရှိတာပဲကြာဒါပေမဲ့သူတို့တရောင်းစားကတရောင်းစားမှမသိရခုနလိုမက်ဒလင်လေးတီးပြီးတော့ထိုင်းနေတာသူတိုင်းပေးကြပါကမ်းကြပါတော့မလုပ်ဘူးသူကနားလဲတဲ့လူတွေကအဲ့နာလေးသူတချင်းနဲ့တို့ဖြောပြတဲ့ဆိုပြီးတော့ငွေစားငွေနာလေးတွေထည့်ပြီးတော့ပေးသွားကြတယ်ပေါ့တခါကြောင်ဒီမှာတောင်းနေတဲ့လူအဲ့ဒီ tourist တွေလာတဲ့နေရာ tourist center တစ်ခုမှာသူကအယုတ်ကြီးလိုပဲအယုတ်ကြီးထဲမှာဝင်ပြီးတော့သူကအိမ်မှာနေတာအဲ့တဲ့အယုတ်ကြီးဝင်နေတော့ဘေးကနေကြည့်ရင်တော့တကယ်အယုတ်ကြီးလိုပဲထင်တယ်တချို့အဲ့ဒါနဲ့သွားပြီးဓာတ်ပုံတွဲရိုက်ကြတယ်တခါသူကလှုပ်တယ်လူခေါင်းလည်းလားကင်တတ်တယ်ကြောက်တတ်တဲ့လူကတော့လန့်အောင်မှာတရေရုပ်လိုဟာမျိုးအဲ့ဒီမှာအယုတ်ကြီးလှုပ်ပြီးတော့ရက်နေတဲ့အချိန်လူတွေကငွေကြေးလေးတွေပေးပြီးတော့သွားတယ်အဲ့ဒါလည်းသူလည်းတောင်းတဲ့နီးတနည်းပဲပေါ့အဲ့လိုလုပ်တာတွေးကြရတယ်ပေါ့အဲ့တော့ယဟန်တွေကိုလည်းဘိက္ခုလို့ခေါ်တဲ့အဓိပ္ပာယ်တခါအဲ့ဒီအဓိပ္ပာယ်ကိုဖော်ပြတယ်တခြားအဓိပ္ပာယ်တွေလည်းရှိပါတယ်တခြားအဓိပ္ပာယ်တွေကြတော့အလွန်ကောင်းတဲ့အဓိပ္ပာယ်ကြတော့တန်တာရိဘယံအိက္ခတိတိဘိက္ခုတန်တရားထဲမှာကြောက်စရာတန်တရားကိုဘေးရန်အနေနဲ့ရှုမြင်တတ်တဲ့ပုဂ္ဂိုလ်လို့ဒီအဓိပ္ပာယ်နဲ့ဖွင့်ဆိုတာလည်းရှိတယ်နောက်ပြည့်ချင်း3မျိုးနဲ့ဖြည့်ဆည်းထားတဲ့အဝတ်ကိုဝတ်ရုံနဲ့အနေနဲ့လည်းပဲဘိနပတ္တဒရဆိုတဲ့အဓိပ္ပာယ်နဲ့ဘိက္ခုလို့လည်းခေါ်တယ်ယဟန်နေဝတ်တဲ့အဝတ်ကဖြည့်ဆည်းခြင်း3မျိုးနဲ့ဖြည့်ဆည်းထားတယ်တဲ့အခုဖြည့်ဆည်းခြင်း3မျိုးနဲ့ဖြည့်ဆည်းထားတဲ့အဝတ်ကိုရောင်းစားတဲ့လူတွေအများကြီးပဲသင်္ကန်းတွေသင်္ကန်းဆိုင်တွေကိုအများကြီးပဲနော်အဲ့တော့သင်္ကန်းဆိုတာဖြည့်ဆည်းခြင်း3မျိုးနဲ့ဖြည့်ဆည်းထားတာတဲ့ဘာနဲ့ဖြည့်ဆည်းထားတာတော့ဆိုနံပါတ်1ကအပိုင်းပြတ်အောင်ကြိုက်ထားသည့်အတွက်ကြောင့်တန်ဖိုးပြတ်သွားပြီအလိမ့်လိုက်ဆိုရင်ပိုးတန်ဖိုးရှိတယ်ပေါ့ပိတ်ကအ
အခုကြတော့ဖြတ်တောက်ထားသည့်အတွက်ကြောင့်တန်ဖိုးပြတ်သွားပြီဒါကပျက်စီးခြင်းတစ်ခုအယောင်ဆိုးလိုက်သည့်အတွက်ကြောင့်လှပတဲ့အယောင်မဟုတ်သည့်အတွက်ကြောင့်အဆင်းရောင်ကလည်းပြတ်သွားတယ်ချွေးချောင်းတွေကအများကြီးလို့ဆိုတဲ့အခါကျအထီးတွေ့လဲချောချောမှုမှုမရှိဘူးချွေးချောင်းတွေအများကြီးနဲ့မှုအထီးတွေ့လဲပြတ်တယ်တဲ့ဟောပျက်စီးခြင်း၃မျိုးတဲ့တန်ဖိုးပျက်စီးခြင်းအယောင်ဤပျက်စီးခြင်းအထီးတွေ့ဤပျက်စီးခြင်းအဲ့ဒီပျက်စီးခြင်း၃မျိုးရှိတဲ့အဝတ်ကိုဝတ်လို့ဘိက္ခုလို့ခေါ်တာတဲ့အဲ့တော့ဘိက္ခုရဲ့ definition တွေကဝိနည်းကျမ်းထဲမှာအများကြီးပဲအများကြီးရှိတယ်အဲ့တော့သူတော်စင်သူတော်မြတ်တွေအကျင့်ကိုအလေးမြတ်တန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကြတော့ဒီဝိယုံဟာသူတော်စင်တွေဝိယုံညာကိလေသာတွေကိုဖြိုခွဲပစ်တဲ့ဖြိုခွဲပစ်နိုင်တဲ့ကိလေသာတွေကိုဖယ်ရှားတဲ့သူတော်စင်သူတော်မြတ်တွေဒီဝိယုံမျိုးကိုဝတ်တာဖြစ်လို့ဘိက္ခုဆိုတဲ့နာမည်ကိုအဓိပ္ပာယ်တမျိုးအဖြစ်ပြောတဲ့အခါကျတော့ကိလေသာတွေကိုဖျက်ဆီးပစ်သူလို့ဒီလိုအဓိပ္ပာယ်လည်းပြောတယ်နော်အဲ့ဒီထဲမှာပထမဆုံးအဓိပ္ပာယ်ကတော့ဘာလို့ဆိုလို့ရှိရင်တောင်းစားသူဆိုတဲ့အဓိပ္ပာယ်ပဲအဲ့ဒီကနေပြီးတော့တဆင့်တက်လာတဲ့အခါမှာကိုချင်းသီလနဲ့အကျင့်တရားနဲ့ကြတဲ့အခါကျတော့မှခုနကထူးခြားတဲ့ဂုဏ်ကြီးတွေဟာဖြစ်ပေါ်ပြီးတော့လာတယ်လို့ဒီလိုမှတ်ယူရမှာဖြစ်တယ်ပေါ့ကာမီအဲ့ဒီလိုဘိက္ခုဆိုတဲ့အနေအထားမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ပဲသင်္ကန်းနဲ့တပိတ်နဲ့ကပိလဝမြို့တဲ့ဆွမ်းခံဝင်လာတဲ့အခါမှာမြို့သူမြို့သားတွေကထူးထူးခြားခြားဝိုင်းအောင်ပြီးတော့ကြည်စိတ်မကောင်းတဲ့လူကမကောင်းဘူးပေါ့။ဘာဖြစ်လို့တော့ဆိုအရင်တော့ကဒီလိုအိမ်တွေကပေးတာကြွေးတာစားတာမှမဟုတ်တာဟုတ်။ဘယင်သားခုတော့ဟိုအိမ်နာရဒီအိမ်နာရဟိုအိမ်ကလောင်းလိုက်တဲ့အစာယူဒီအိမ်ကလာလိုက်တဲ့အစာယူဆိုတော့ဒီလိုက်ပြီးတော့အစာအာဟာရတောင်းနေတယ်ဆိုတဲ့အနေအထားမျိုးတမန်ပုဂ္ဂိုလ်တွေကရှုမြင်သွားတာပဲအခုကသာဗုဒ္ဓဘာသာထွန်းကားပြီးတော့အော်ဒါယဟန်တန်ကဘုန်းကြီးတွေဆွမ်းခံတယ်လို့သာဒီလိုပြောကြတာဟုတ်မမြင်မှုတဲ့ရသွားရင်တော့လိုက်တောင်းနေတယ်လို့ပဲပြောမှာပဲဒီလိုဆိုတာကိုအဲ့တော့ဖះဆွမ်းခံဝင်လာတယ်ဆိုတဲ့အချိန်မှာနန်းတော်ဘောကရတော်ရရာမိဖုရားကသူ့ရဲ့နန်းဆောင်ကနေပြီးလှမ်းပြီးတော့ကြည့်တော့မြင်ရမြင်တဲ့အခါမှာမြတ်စွာဘုရားရဟန်းတန်ဃာတွေခြံရံပြီးတော့ကြွလာတာအရင်တုန်းကမင်းသားဘဝကသွားတာတဲ့ပို့ပြီးတော့ဒီတည်ငြိမ်မှုအေးချမ်းမှုစက်တည်ရှိမှုကပိုးလာတယ်ပေါ့ဒါကြောင့်မို့လွန်စက်တည်ရှိတယ်ဆိုတာကိုသားတော်ရဟုတ်လားကိုပြပြီးတော့တပိတ်ကြီးပိုက်ပြီးတော့ရှောက်တောင်းတာတော့သူလည်းမကြည့်ရဘူးပေါ့အဲ့ဒါနဲ့ခပီးတော်သုတ်တော်ရဏမင်းကြီးရဲ့နံပါတ်ကိုကူးပြီးတော့အဲ့ဒီရေးတကြီးသွားပြီးတော့တန်တော်ဥတင်တယ်အရှင်သာမျိုးထဲမှာတပိတ်လို့ပြောမှမဟုတ်ဘူးထင်တယ်နော်တောင်းစားတဲ့ခွက်ကြီးနဲ့ရှောက်တောင်းနေတယ်လို့ဒီလိုပဲပြောလိုက်မယ်ထင်တယ်အဲ့ဒီမှာသုတ်တော်ရဏမင်းကြီးကဟာကိုချိုးနေကုန်ပြီဆိုပြီးတော့ပစိုးမှပြီးနန်းတော်ဘောဆင်းလာဖះရှိတာသွားပြီးတော့ဘာဖြစ်လို့ဒီလိုလုပ်ရတာတော့ဘာဖြစ်လို့ဒီလိုလုပ်ရတာတော့သွားပြီးတော့ဖះကိုသွားပြောတာဘာလို့ဒီလိုလုပ်ရလဲကိုအိမ်ကိုပြန်လာခဲ့ပြီးတာပဲအကုန်ကျွေးနိုင်တာပဲဒီကိုတော်တွေရောဘာဖြစ်လို့လိုက်တောင်းရလဲလို့ဆိုတော့မြတ်စွာဘုရားကမဟုတ်ဘူးမင်းကြီးတဲ့ဒါကတို့ရဲ့ကျင့်ထုံးပဲတဲ့သူတော်စင်သူတော်မြတ်တို့ရဲ့ကျင့်ထုံးတို့ရဲ့အနွယ်ဟာဒီတိုင်းပဲအဲ့ဒီမှာသုတ်တော်ရဏမင်းကြီးကနားမလဲဘူးအရှင်ဘုရားအနွယ်ကတာဂီဝင်မင်းမျိုးနွယ်ပဲဘယ်တော့မှတောင်းစားဘူးလို့တော့
မဟုတ်ဘူးမင်းကြီးခုချိန်မှာငါဖះဟာတာကိဝင်တွေမဟုတ်တော့ဘူးဂင်္ဂဝါလူသက်စုမကပွင့်တော်မူခဲ့ကြတယ်ဖះအစုစုတို့ရဲ့အနွယ်ဝင်ရိယသူတော်စင်တို့ရဲ့အနွယ်ဝင်ဖြစ်နေပြီလို့ဆိုပြီးတော့မြတ်စွာဘုရားကအခုလို့တအိမ်တစွန်းဆွန့်ရက်လို့ရလာတဲ့ဆွန်းပေါ်မှာသူတော်စင်သူတော်မြတ်တွေဟာအလွန်တန်မိုးထားတယ်ဆိုတာကိုဥဒ္ဒိဋ္ဌိနတ်ပမိစေယဓမ္မံသူစရိတံစရေဆိုတဲ့အတိပ္ပယ်ရှိတဲ့ဂါထာလေးတစ်ပုဒ်နဲ့ဘုရင်ကြီးကိုသုတ္တရဏမင်းတရားကြီးခမည်းတော်ကြီးကိုပြောပြလိုက်တဲ့အခါမှာခမည်းတော်ကြီးကသဘောပေါက်သွားပြီးဓမ္မစက္ခုအမြင်ရသွားတဲ့အခါမှာသူ့ရဲ့စိုးရိမ်စိတ်တွေပျောက်ခင်းသွားတယ်။အော်ဒါသူတော်စင်သူတော်မြတ်တွေရဲ့အကျင့်မှလားဆိုတော့ကွဲပြားခြားနားသွားတယ်ပေါ့။အဲ့ဒါနဲ့ရဟန္တာငါတွေအလုံးနန်းတော်ကိုပင့်သွားပြီ။နန်းတော်မှာဆွန့်ကြွေးတာပဲ။အဲ့ဆွန့်ကြွေးတဲ့အခါမှာတစ်ခါထပ်ပြီးမြတ်စွာဘုရားတရားတစ်ပုဒ်ထပ်ပြီးတော့ဟောတယ်ဟောတဲ့အခါမှာခမည်းတော်မင်းကြီးဟာတဂရကံတည်သွားတယ်အဲ့ဒီအချိန်ကျတော့မိရွေးတော်ခောရမီတရားလာနာရင်းနဲ့မြတ်စွာဘုရားရဲ့တရားကိုနာရင်းကနေပြီးတော့သောတပန်ဖြစ်သွားတယ်လို့ဓမ္မံစရိသူစရိတံနာနံဒုစရိတံစရိဓမ္မကိုကျင့်သုံးရမယ်မကောင်းတဲ့အကျင့်တွေကိုမကျင့်ရဘူးအခုဟာအလွန်မွန်မြတ်တယ်ဆွန့်ခံပြီးတော့စားတာဘသူစီကမှခိုးတာဝက်တာမဟုတ်ဘူးသူတရာလို့ပေးတာဆွန့်ခံတဲ့အကျင့်ရဲ့မြင့်မြတ်ပုံကိုထပ်ပြီးတော့ဟောတော့ခမည်းတော်မင်းတရားကြီးကသဂရကံဖြစ်ပြီးတော့မိရွေးတော်ဂေါရမီကသောတပန်ဖြစ်သွားတယ်တဲ့ဒီလိုဆိုတာနန်းတော်ပထမဆုံးကြွတယ်ကပိလဝမျိုးတော်ရောက်လို့နောက်ရက်မှပဲဆွေတော်မျိုးတော်တို့ရဲ့အကျိုးအတွက်သူတို့အတွက်မြတ်စွာဘုရားသခင်ဟာအခုလိုကြိုးပမ်းခဲ့တာလို့သူတို့ပြောတာเนาะအဲ့ဒါလို့နန်းတော်ပေါ်မှာဆုံးမဖုံးပေးပြီးတဲ့အခါအားလုံးဆွေတော်မျိုးတော်တွေလာပြီးတော့တွေ့ကြဘုရားကိုဥတိုက်ကြရှိခိုးကြသို့တော့မလာပဲနဲ့နေတာဘယ်သူတုံးဆိုလို့ရှိရင်ရသောတရာမိဖုရားမလာဘူးတဲ့သူ့ဆောင်မှာပဲသူနေစိတ်ကောက်နေတာလို့တော့မအောင်မေ့နဲ့ပေါ့နော်မလာဘူးသူ့အတွေ့ရပါတော့ဆိုရင်သူ့ပေါ်မှာကျေးဇူးတရားအောင်မေ့ရင်ဘုရားကိုယ်တိုင်ဒီနန်းဆောင်ကိုကြွလာလိမ့်မယ်သူသွားတွေ့เสียမလိုဘူးလို့ဆိုပြီးတော့နေတာသို့တော့ရသောတရာကဖျားလောင်တောထွက်တယ်ဆိုတဲ့အချိန်ကစပြီးတော့မင်းသမီးရဲ့အဝတ်တွေမောတော့ဘူးယောဂီအဝတ်ဝတ်သူဗမာပြည်ကရိတ်တာသွားပြီးဆယ်စခန်းဝင်တဲ့အမျိုးသမီးတွေလိုနေမှာပေါ့နန်းတော်ပေါ်မှာသူ့ရဲ့ရံရွေတွေအားလုံးကိုလည်းပဲတမန်အိုးကိုမိုးစေဘူးမြတ်စွာဘုရားကြွလာတဲ့အချိန်မှာယောဂီအဝတ်ကိုဝတ်ဆင်စေတယ်သူတော်စင်အဝတ်ကိုပဲဝတ်ခိုင်းတာမြတ်စွာဘုရားကြွလာတဲ့အခါကျတော့မှနန်းတော်ဘက်ကိုမြတ်စွာဘုရားအဆောင်ဘက်ကိုကြွလာပြီးခမည်းတော်မင်းကြီးဥဆောင်ပြီးတော့ကြွလာတယ်ရသောတရားရဲ့ခြေဆုတရားတွေမြတ်စွာဘုရားကအတိမတ်ပြုသောအဖြစ်ကြွပေးတယ်ပါရမီဖြည့်စင်ခါခါလာတော့ကသူ့ရဲ့ကုညီဆောင်ရှောက်မှုတွေကအများကြီးပဲလေဒါကြောင့်မို့အဲ့ဒီခြေဆုတရားတွေကိုအတိမတ်ပြုတဲ့အနေနဲ့မြတ်စွာဘုရားကရသောတရားရဲ့နန်းပြတ်သက်ဆောင်ကိုကြွတာတဲ့လူမှုရေးရှုထောင့်ကကြည့်ရင်လည်းအလွန်မှန်တယ်လို့ပြောမှာပဲเนาะခြေဆုရှိတဲ့ပုဂ္ဂိုလ်အတိမတ်ပြုတဲ့သဘောပဲအဲ့လိုရောက်တဲ့အခါကျတော့ရသောတရာမိဘုရားကအာရပယမြတ်စွာဘုရားကိုရှိခိုးဥချပြီ6နှစ်လုံးခွဲခွာနေရတယ်ခုဆိုရင်9နှစ်ဆိုတော့ဒုက္ခရစရိယကျင့်နေတော့က6နှစ်ဘုရားဖြစ်ပြီးတော့လှည့်လည်ပြီးမြတ်စွာဘုရားတရားဟောနေတာက1နှစ်ဆိုတော့9နှစ်လုံးမတွေ့ရတဲ့
မြတ်စွာဘုရားကိုအာရပါယဖူးတွေးပြီးတော့စိတ်တိုင်းကြသူကြောလိုက်ရတဲ့အခါမှာစိတ်နှလုံးတွေအေးချမ်းသွားတယ်ဒါလည်းလောကသားတို့ရဲ့အတွက်ဘုရားရဲ့ကြိုးပမ်းချက်တစ်ခုပဲပေါ့အကယ်၍သာမြတ်စွာဘုရားကြွသွားမှုမပြုဘူးဆိုလို့ရှိရင်ယသောဒရာမိဘုရားစိတ်မကောင်းမဲ့နဲ့ဆင်းရဲဒုက္ခရောက်သွားနိုင်တယ်ပေါ့တောကတွေတားဖြစ်ပြီးတော့ဗမာတွေစာတွေထဲပါတယ်ရင်ခွဲနာကြတယ်ခုခေတ်တော့ရင်ခွဲတာမဟုတ်အသေးကွဲတာဖြစ်နော်အသေးကကွဲတာတခြားကြောင့်မဟုတ်ဘူးမတည့်တာတွေစားလို့အသေးကွဲကုန်အသေးရောဂါတွေဖြစ်ပြီးအသေးကွဲတာဟိုလိုကြောင့်ကွဲတာမဟုတ်ဘူးနော်ကဲပြီးကြရီများလို့အသေးကွဲကုန်အဲ့ဒီမှာမြတ်စွာဘုရားယသောရိယရဲ့နံပြတ်သက်ဆောင်ကြွပြီးတဲ့အခါမှာကျောင်းတော်ကိုပြန်ကြွတယ်ပေါ့အဲ့ဒါလို့နဲ့မြတ်စွာဘုရားတော့ကပိလဝမြို့ရောက်ပြီးတော့3ရက်မြောက်တဲ့နေ့မှာညီတော်နန္ဒမင်းသားဆိုတာသုတ္တရဏမင်းကြီးနဲ့မဟာပဇာပတိဂေါရမီတို့ကမွေးဖွားတဲ့သားပဲမြတ်စွာဘုရားနဲ့တိတ်ပြီးတော့မငယ်ဘူး2ရက်3ရက်ပဲငယ်တယ်ညီမ2ဦးဟာသုတ္တရဏမင်းတရားကြီးနဲ့အကြောင်းပါကြတယ်မာယာဒေဝီကတိဋ္ဌထမင်းသားကိုမွေးဖွားပြီး3-4ရက်လောက်နေတဲ့အခါကျတော့မဟာပဇာပတိကနန္ဒမင်းသားကိုမွေးဖွားတယ်တဲ့အဲ့တော့အဖေတူမေကွဲပေါ့အမေကွဲဆိုပေမဲ့အမေညင်မအရင်ကမွေးထားတယ်အဲ့တော့နန္ဒမင်းသားနဲ့မြတ်စွာဘုရားဟာညီကိုအရင်လိုပဲပြောကြပါစို့အမတမတူတယ်ရုပ်ဆင်းလည်းအမတမတူတယ်နောက်ပိုင်းနန္ဒမင်းသားသင်္ကန်းဝတ်သွားတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ရဟန်းတန်ဃာတွေကြားထဲမှာဖယားနဲ့ရှင်နန္ဒတို့ကြားမှာလွဲမှားမှုတွေဖြစ်ခဲ့ရတယ်ညီကိုဆိုတော့တူတာပေါ့လေခလန်းလန်းကနေကြည်နေလို့ရှိရင်ရှင်နန္ဒကြွလာတာကိုဖယားကြွလာတယ်လို့ထင်ပြီးတော့နေရာကထပြီးတော့အလေးပေးကြတယ်အနီးရောက်တဲ့အခါကျမှဖယားမဟုတ်မှန်းသိတယ်မြတ်စွာဘုရားတဲ့အယမောင်းကလည်းလက်လေးသိပဲနေတယ်ဖယားအယမောင်းလောက်ရှိတယ်ဒီညီကိုနှစ်ပါးအာနန္ဒာကတော့တုံးကွယ်နန္ဒမင်းသားဆိုတာအရင်အဲ့တော့မြတ်စွာဘုရားကပိလဝမြို့ရောက်တဲ့အခါမှာ3ရက်မြောက်နေ့နန္ဒမင်းသားကိုမင်္ဂလာအထိတ်မှတ်တွေလုပ်ဖို့ဘာမင်္ဂလာတုံးလို့ဆိုတော့ထိမ်းမြန်းမင်္ဂလာလည်းပါတယ်မဟာပဇာပတိဂေါရမီကနန္ဒမင်းသားရဲ့သုံးတရီနန္ဒာလို့လည်းခေါ်တယ်နန္ဒာလို့လည်းခေါ်တယ်မောင်ကနန္ဒနှမကနန္ဒာအဘိရူပနန္ဒာလို့လည်းတချို့ခေါ်တယ်အဲ့ဒီသုံးတရီနန္ဒာလို့ခေါ်တဲ့နောက်ပိုင်းတော့စနဗရကလျာဏီတို့စနဗရကလျာဏီဆိုတာကဒီတိုင်းမှာအချောဆုံးလို့မေပွဲရတဲ့အမည်ပါအဲ့ဒါစနဗရကလျာဏီဆိုတာအချောဆုံးရွေးတဲ့အခါမှာရုပ်အချောဆုံးဆိုပြီးတော့ရွေးချယ်ထားလို့စနဗရကလျာဏီဒီတိုင်းဒေသကြီးမှာ Miss Universe လို့ပြောတဲ့သဘောမျိုးပဲပေါ့ညဆုံးလို့လားနော်စနဗရကလျာဏီရဲ့အဓိပ္ပာယ်က Miss Universe ပေါ့အဲ့ဒီအဓိပ္ပာယ်မျိုးအဲ့တော့နမေတော်အရင်နဲ့ပဲမောင်နှမနှစ်ယောက်ကိုလက်ထပ်ထိမ်းမြန်းဖို့စီစဉ်တာမြတ်စွာဘုရားကြွလာပြီးတော့3ရက်မြောက်နေ့မှာအဲ့ဒီအစီအစဉ်လုပ်တယ်သုတ္တရဏမင်းကြီးရဲ့ထီးနှန်းကိုလည်းဆက်ခံဖို့နတ်မြတ်အသင်းဆောင်ပြီးတော့နတ်မြတ်တက်ဖို့ဆိုရယ်ထ
ဒီအစီအစဉ်တွေနဲ့မင်္ဂလာပွဲလုပ်နေတဲ့အချိန်ရသော်ဘုရားသခင်ကိုရောမြတ်ကိုပွင့်ပြီးတော့နန်းတော်မှာဆွမ်းကပ်တယ်အဲ့လိုဆွမ်းကပ်တဲ့အချိန်မှာနန်းတော်ဘောကပြန်သွားတဲ့အခါမင်္ဂလာပွဲကျင်းပမဲ့နောက်ဆက်တွဲကျင်းပမဲ့အချိန်ပိုင်းမှာမြတ်စွာဘုရားကနန်းတော်ကလည်းဆင်းရောသူ့ညီတော်ဖြစ်တဲ့နန္ဒမင်းရဲ့လက်ထဲကိုသူ့တပိတ်ထည့်လိုက်တယ်တပိတ်ထမ်းခေါ်သွားတယ်လို့ပြောကြတာပေါ့နော်တပိတ်ကိုလက်ထဲထည့်လိုက်တဲ့အခါကျတော့လှမ်းယူရတာပေါ့မြတ်စွာဘုရားရှေ့ကကြွသူကတပိတ်ကလေးပွေပြီးနောက်ကလိုက်ပေါ့ညမပုံနေတဲ့တပိတ်ကလေးထမ်းပြီးလိုက်သွားတာပေါ့အဲ့လိုလိုက်သွားတာနန်းတော်ကအဆင်းကိုယူလိုက်မယ်လို့ထင်တယ်မယူနန်းတော်တွေဖြတ်တန်းပြီးအဆောင်တွေနန်းဆောင်တွေဖြတ်တန်းသွားပြီးတဲ့နောက်မှာယူမယ်လို့ထင်လဲမယူအဲ့ဒါလို့ယူမလားနဲ့သွားလိုက်တာဘယ်ရောက်သွားတော့ဆိုနေကြောတော်ကျောင်းနဲ့ရောက်သွားကျောင်းရောက်သည့်ထီအောင်ခေါ်သွားလိုက်တယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်နမရောနန္ဒာရဲ့သုံးတရီနန္ဒာရဲ့နံပြတ်တနာကဖြတ်သွားတဲ့အခါကျတော့နမရောရဲ့ရံရွေတော်တွေကလျှောက်တယ်ဟုတ်မဲ့နန္ဒမင်းသားကိုဘုရားခေါ်သွားပြီဆိုတော့မင်္ဂလာဆောင်ကန်ဒီမင်္ဂလာပွဲကျင်းပကန်ဒီမှာဟိုကပြင်းနေတာနော်မျက်နာတွေပဲပေါင်းတင်နေတာလားဘာလားတော့မသိဘူးစရုံးတွေဘာတွေထုံးနေတာမပြီးခင်ထဝက်လောက်ချိန်လေးမှာပရိမောက်ဖွင့်ပြီးတော့လှမ်းអော်လိုက်တာမြန်ပြန်ခဲ့တော့အဲ့ဒါပါသေးတယ်နော်ဒါကတော့လောကီလူတွေရဲ့ထုံးစံတိုင်းပေါ့တဘာဝကြပါတယ်မြန်ပြန်ခဲ့တော့လို့လှမ်းអော်လိုက်တာပါဠိလိုပြောတဲ့အခါတုဝတံခောယံဗုဒ္ဓအာဂေစေယတိတုဝတ္တဆိုတာမြန်ကြီးပြန်လာခဲ့အယဗုဒ္ဓဆိုအရှင်သာမြန်ပြန်ခဲ့ပါလို့ဗမာလူပြောရင်တော့မြန်ပြန်ခဲ့နော်လှမ်းអော်လိုက်သေးတာအဲ့တော့ဖះရှိဆိုတော့အင်းအဲလည်းမလုပ်ရဘူးအသာလေးပဲလှဲ့ကြည့်ပြီးတော့လိုက်သွားတာအဲ့ဒါလို့နဲ့ကျောင်းရောက်သွားတဲ့အခါကျတော့ညီကိုရင်းဆိုကြောက်လဲကြောက်ရတယ်နဲ့တူပါတယ်လေးစားရတယ်ပေါ့လေဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားကျောင်းလေရောက်ရောနန္ဒမင်းသင်္ကန်းဝတ်မလားလို့ဆိုတော့မိုးဘူးလို့မပြောရဲတာနဲ့ခေါင်းငိမ့်လိုက်တယ်ဒါနဲ့ခေါင်းပေါ်စပိန်နေအရိတ်ခံလိုက်ရအဲ့တော့ရမ်းပြီးတော့ခေါင်းမငိမ့်မိစေတတိထားအဲ့ဒါနဲ့ကရုံတုံးခံလိုက်ရပြီးတော့သင်္ကန်းဝတ်လိုက်တာတည်းရဲ့မှာမပြောဘူးဟိုကမင်္ဂလာပွဲကြီးကစောင့်နေတော့သတင်းကြတယ်ဟိုမှာနန္ဒသင်္ကန်းဝတ်သွားပြီတဲ့သင်္ကန်းဝတ်သွားပြီတဲ့ဆိုဟောဒုက္ခရောက်လို့အစီအစဉ်တွေကုန်ပြက်အဲ့ဒါလို့နဲ့နောက်မြတ်စွာဘုရားကပိလဝတ်ပြည်ရောက်တာဒါက3ရက်မြောက်မှဖြစ်တာ9ရက်မြောက်ရောက်တဲ့အခါကျတော့ယတောရမီဘုရားကသားတော်ရာဟုလာကိုလက်ညှိုးထိုးပြပြီးအဲ့ဒါမင်းရဲ့ဖခင်မဲသွားသူစီသွားပြီးအမွေလိုက်တောင်းကြီးဆိုပြီးတော့အမွေတောင်းလွတ်တာအမွေတောင်းလွတ်တော့ဖယားနာကပ်ပြီးတော့ကလေးလေး9နှစ်အရွယ်ဒီရာဟုလာလေးဟာကလေးပေမဲ့စကားတတ်တယ်ခုခေတ်ကလေးတွေစကားတတ်တာတော့တယ်လီဗီရှင်းရှေ့ချထားလို့ ਨੇ တူးတယ်ကြာမျိုးစုံတက်နေတယ်ခုဟာလဲတယ်လီဗီရှင်းနဲ့ပြောတာတွေအကုန်တက်နေအဲ့တော့ပေါက်စလေးတွေတယ်လီဗီရှင်းရှေ့မှာမချသင့်ဘူးချရင်လည်းကောင်းတဲ့ဇလန်းလေးချပေးပါဒိုးဒိန်လှုပ်ထားတွေသွားချထားရင်တော့ဒီကလေးကအဲ့ဒါတွေအတုခိုးကုန်မှာစိုးရတယ်နော်ခုခေတ်ကလေးတွေစကားတက်လိုက်တာနဲ့ပြောကြတာတက်မှာပေါ့စကားမပြောတတ်ခင်ကတည်းကတယ်လီဗီရှင်းရှေ့ရောက်နေတော့နားထဲမှာအကုန်ကြားဟုတ်တာရောမဟုတ်တာရောအကုန်ကြားရက်စီကလည်းအကုန်မြင်နော်အကုန်မြင်မပြောရခင်ကအကုန်လုံးခေါင်းထဲရောက်ဒီနေ့ကကြောင်းလာတဲ့ကလေးလေးတယောက်ဆိုလို့ရှိရင်နော်ခိန်းနဲ့ပါတာလားမသိပါဘူးတယ်လီဖုန်းထဲကနေပြီးတော့ဒုံးမြန်ကြီးကိုသူ့ဖွားအိခေါင်းဘက်ကိုလွတ်လိုက်တာဖွားအိခေါင်းကိုခါတဲ့ဒုံးမြန်ကတိုက်ပြီးတော့ဖြက်စီးသွားတယ်ခိန်းကိုဆော့လိုက်သေးတာဟာမလုံနဲ့အဲ့လိုမလုံကောင်းဘူး
ဖွားရည်ရဲ့ရုပ်ပုံကိုထည့်ထားပြီးတော့အဲ့ဒါဒုံးမြန်နဲ့လွတ်ပြီးတော့ခေါင်းကိုဒုံးမြန်နဲ့ပြစ်အော်တော်တော်အံ့ဩထိတ်လန့်စရာကောင်းတယ်ဒါကိုပေါ်သေးသေးလို့မတွက်နဲ့ကစားစရာလို့အောင်းမေးပြီးတော့ဖွားရည်ပုံကိုအဲ့ထဲမှာရိုက်ပြီးတော့ဒုံးမြန်နဲ့လွတ်တာအကုန်လုံးခေါင်းကြေထွက်သွားတာအဲ့ဒါပေါ်သေးသေးလို့မတွက်ကြနဲ့နော်တခါကျရုပ်ရှင်တွေရှေ့မှာကလေးတွေချမထားတဲ့မှုတဒိမ့်ဒိမ့်နဲ့ပြစ်နေတဲ့ဟာတွေအတုခိုးတယ်သူတို့ကခေါင်းထဲမှာဆွဲသွားနိုင်တယ်အဲ့ဒါတွေအေးရာဟုလာလေးကတော့လိမ္မာရေးချရှိတယ်ပတ်ဝန်းကျင်ကအမတန်ကောင်းသည့်အတွက်ကြောင့်ကလေးလေးကလိမ္မာလေးမြတ်စွာဘုရားနာရောက်တဲ့အခါကျတော့ဒုက္ခတေသမယနာဆာယာအရှင်ယဟန်ရဲ့အရေးဟာချမ်းသာလိုက်တာတဲ့မြန်တာကလေးနဲ့မလိုက်အောင်ပြောတတ်တယ်ချမ်းသာလိုက်တာကိုကိကလေးဆိုရင်တော့အဲ့ဒါခေါဏဒုံးမြန်လုပ်ပြီးပြစ်နေမှာအဲ့ဒါမြတ်စွာဘုရားရဲ့နောက်သင်္ကန်းလေးဆွဲပြီးတော့လိုက်သွားတာအမွေလိုချင်တယ်ဆိုတာကိုပြောပြီးကျောင်းလဲရောက်ရောမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုသာရိပုတ္တရာရာဟုလာအမွေတောင်းတယ်အဲ့တော့လောကီအမွေတွေဆိုတာစိတ်ကိုပူပန်စေတတ်တယ်လောကုတ္တရာအမွေပဲကောင်းတယ်လို့ဆိုပြီးတော့သင်္ကန်းကိုခိုင်းလိုက်တာအဲ့တော့ရာဟုလာလည်းသင်္ကန်းဝတ်သွားကိုရင်လေးဖြစ်သွားအဲ့ဒီမှာသုတ္တရဏမင်းတရားကြီးကဒါနမင်းသားယဟန်ဝတ်သွားတော့ယဟန်ဝတ်တယ်လဲကြားရောစိတ်ထဲမှာတော်တော်လေးကိုပူပန်ဆင်းရဲမှုတွေဖြစ်တယ်ကိုသားဆိုတော့လေမပြောနိုင်ဘူးပေါ့နော်နောက်တစ်ခါမြေးတော့ရာဟုလာလေးပေါ်မှာမျောလင်းချက်ထားနေတဲ့အချိန်မှာရာဟုလာလေးလည်းသင်္ကန်းဝတ်ပေးလိုက်တယ်ဆိုတော့ဘုရင်ကြီးကခြေမကင်မိလက်မကင်မိသူ့မှာမျိုးဆက်ပြတ်သွားတယ်လို့ဖြစ်တယ်ပေါ့ဒါကြောင့်ကျောင်းတော်ကိုလိုက်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်လိုချင်တဲ့ဆုတစ်ခုတောင်းမရစေပါဆိုတော့မြတ်စွာဘုရားတခါတော့မင်းတရားတဲ့ဖရာဆုပေးခြင်းဆုချခြင်းမလုပ်တော့ပါဘူးလို့ဆိုအဲ့ဒီဆုမျိုးပြောတာမဟုတ်ပါဘူးတဲ့တပည့်တော်တောင်းမဲ့ဆုကပြစ်ကင်းပါတယ်ပေါ့ဘာတော့ပြောပါလို့ဆိုတော့မိဘတွေကသားသမီးတွေပေါ်မှာမျှော်လင့်ပြီးတော့ချစ်ခင်တဲ့အချက်ဟာနော်အရေးတူအရေးပါရိုးတွင်ချင်စီထိအောင်ဖောက်ပြီးတော့တီးပါတယ်တဲ့မိဘတွေကသားသမီးကိုရိုးတွင်ချင်စီထိအောင်မျှော်လင့်ချက်တွေနဲ့ချစ်ခင်ကြပါတယ်တဲ့အရှင်ဘုရားသင်္ကန်းကိုတောထွက်သွားတော့ကတပည့်တော်စိတ်ဆင်းရဲမှုကိုမြဲမနှဲခံစားခဲ့ရတယ်နန္ဒမင်းသားသင်္ကန်းဝတ်သွားတော့ကလည်းပဲယူချုံမရဖြစ်ခဲ့ရတယ်မြေတော်လေးရာဟုလာသင်္ကန်းဝတ်သွားတော့လည်းယူချုံမရဖြစ်ရတယ်တပည့်တော်လို့ပုဂ္ဂိုလ်တောင်မှပဲဒီသားတွေမြေးတွေပေါ်မှာအခုလို့တာယောဇဉ်တွေကြီးမားပြီးယူချုံမရဖြစ်ရတာတခြားမိဘတွေကိုချင်းစာကြည့်ခြားမိဘတွေလည်းသားသမီးတွေဒီလိုခေါ်ပြီးတော့သင်္ကန်းဝတ်ပေးမယ်ဆိုယူချုံမရဖြစ်ကြမှာဒါကြောင့်မို့ဒီနေ့ကစပြီးအရှင်ဘုရားမိဘတွေသဘောမတူတဲ့သားသမီးကိုသင်္ကန်းဝတ်မပေးပါနဲ့ဆိုတဲ့ဆုတောင်းအဲ့ဒါနဲ့မြတ်စွာဘုရားကခွင့်ပြုလိုက်တယ်ခွင့်ပြုပြီးယဟန်တွေကိုမှားတယ်နဘိခွေမာတာပိတုဟိအနနောညတံပုဒ္ဒံပပ္ပစေတပါမိဘနှစ်ပါးကကြေကြေနက်နက်ခွင့်ပြုထားတာမဟုတ်တဲ့သားသမီးကိုသင်္ကန်းဝတ်မပေးရဘူးလို့ဆိုတဲ့ဥပဒေထွက်လာခဲ့တယ်ဒါကြောင့်မလို့ဒီကနေ့ယဟန်ခံတဲ့အခါမှာမိဘနှစ်ပါးကခွင့်ပြုတာဟုတ်ကဲ့လားလို့ဆိုမေခွန်းလေးကိုမေးတယ်တိမ်ထဲမှာဒီမေခွန်းမေးရတယ်အဲ့ဒါသုတ္တရဏမင်းကြီးရဲ့လျှောက်ထားချက်အရာပဲဒီဇလန်းတွေကိုအကြောင်းပြုပြီးတော့သူ့ရဲ့တောင်းဆိုချက်ကိုမြတ်စွာဘုရားခွင့်ပြုထားတာအေးကပိလုခရီးမှာ9ရက်အတွင်းမှာညီတော်ကိုလည်းသင်္ကန်းဝတ်ပေးလိုက်တယ်သားတော်လေးကိုလည်းသင်္ကန်းဝတ်ပေးလိုက်တယ်ဒါတွေမကဘူးကပိလုမျိုးကတာကဝေမင်းသားတွေမင်းကြီးမင်းသားတွေအားလုံးသုတ္တရဏမင်းကြီးနဲ့ကတိုင်ပင်ညှိနှိုင်းထားကြပြီ
ထူးခြားတဲ့သူတော်စင်သူတော်မြတ်ဘဝရောက်တဲ့ဒီတို့ရဲ့သားတော်ကြီးဖျားဖြစ်သူရောက်တယ်ဆိုတော့အချမ်းရံပရိသတ်ကလည်းတို့လူမျိုးတွေနဲ့ပဲခြံရံတာကောင်းတယ်တာဂဝေမင်းသားယဟန်နေနဲ့ပဲခြံရံရမယ်လို့ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပဲတာဂဝေမင်းသားတွေတအိမ်တယောက်သင်္ကန်းဝတ်ဖို့ဆိုတော့တာဂဝေမင်းသား900ဟာမြတ်စွာဘုရားနောက်ကနေလိုက်ပြီးသင်္ကန်းဝတ်ကြအဲ့ဒါလို့တာဂဝေမင်းသားတွေလည်းပဲသာသနာပေါင်းဝင်ပြီးတော့တွားကြရတယ်အဲ့ဒီအခြေအနေမျိုးတွေထိုခေတ်ထိုခါကာလကဖြစ်ပေါ်ခဲ့ပြီမြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့တိုင်းတော်ပြည်တော်ဇာတိဒေသကိုပြန်ကြွတဲ့အခြေအနေဟာအခုလိုဆွေတော်မျိုးတော်တွေတစ်ဖက်ကလည်းဝမ်းသာကြတယ်တစ်ဖက်ကလည်းဒီသာသနာပေါင်းဝင်သွားမှကြတော့လေမလိုလားကြပေဘူးပေါ့အေးလိုလားမှုရှိတယ်လို့မလိုလားမှုတွေလည်းရှိတယ်ဘာဖြစ်လို့တော့ဆိုတော့လူတွေရဲ့စိတ်ဟာလောကီဘက်ကိုသာလဲအတညတာဟုတ်သာသနာပေါင်းဝင်သွားတယ်ဆိုလို့ရှိရင်မြည်သူကမှသဘောတူနိုင်ခြင်းမရှိကြဘူးသို့တော့တန်တရားနဲ့ချိလိုက်မယ်ဆိုလို့ရှိရင်တန်တရားဝတ်ကလွတ်ဖို့အတွက်ဒီနီလန်းဟာအကောင်းဆုံးပဲမြတ်သောအကျင့်ကိုကျင့်နိုင်မှသာလေဝဆင်းရဲကလွတ်ကင်းမယ်ဆိုတာကိုမြတ်စွာဘုရားရဲ့အဆုံးအမအရာဒီနီလန်းအကောင်းဆုံးဖြစ်တယ်ဆိုတာကိုသိကြရပြီဒီကနေ့ခေတ်မှာတော့သာသနာပေါင်းဝင်ပြီးတော့ရဟန်းပြုနိုင်တဲ့ပုဂ္ဂိုလ်ဟာချီးမွမ်းထောမနာရမယ်ပုဂ္ဂိုလ်မျိုးဖြစ်လာတယ်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့သာသနာပေါင်းဝင်ပြီးတော့ယဟန်ပြုကြရတယ်ဆိုတာမြတ်သောအကျင့်ကိုပြည့်ပြည့်ဝဝကျင့်ကြဖို့အတွက်သာလင်ဖြစ်လို့မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့လောကသားတို့ရဲ့အတွက်ကြိုးပမ်းချက်ဟာဒီအချက်ဟာအကောင်းဆုံးအဆင့်ကိုဖော်ထုတ်လမ်းညွှန်ခြင်းပဲဖြစ်တယ်လို့ကိုစီသဘောကျပြီးဘုရားမြတ်စွာရဲ့ဂုဏ်ကိုအာယုံပြုပါချီနူးသောပီတိဖြင့်ကုသိုလ်တရားဖြစ်ပွားနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆုံးရခြင်းကြောင့်တဝေတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြအကုန်သည်ဖြစ်ပေဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတည်ဟုသောယလန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း